အားလုံးမင်္ဂလာပါဗျ။ကျွန်တော်ရွှေတကိ channel ကိုစောင့်မျှော်ကြည့်ရှုအားပေးကြခြင်းကိုဒီလိုအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညာချမ်းလေးပါဗျာနော်။အားလုံးကြောင့်မိတ်ဆွေညီကောင်မတွေကိုမနက်ဖြန်30ရက်12မိနစ်တက်ကိုဒီလေးအောင်နဲ့ site မူကနေပြီးတော့နော်မနက်ဖြန်12မိနစ်တက်ကိုဒါဒီအပြီးပေါ်မူချမ်းညီကောင်မမျှောက်ပြီးမှဖြစ်ပါတယ်ဗျ။ဒါကြောင့်ကျွန်တော်ရဲ့ရွှေတကိ channel ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ညီကောင်မအားလုံးမိတ်ဆွေတွေအားလုံးမိတ်ဆွေတက်တွေမိတ်ဆွေအောင်တွေကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြတဲ့ညီကောင်မရှိ subscribe လုပ်ဝင်အားပေးပါအခုလက်ရှိကျွန်တော်ညီကောင်မတွေကိုကျွန်တော်မနက်ကတော့လေးအောင်နဲ့ကီးအပြီးပေါင်းမူဆိုင်ကလေးကိုကီးလေးမျှောက်ပေးမယ်နော်ပြီးရင်တော့ကျွန်တော်ဒီကောင်မှာတနေကုန်ကီးပေါ့နော်နေကုန်အထီကီးလေးတွေလည်းပြန်လည်မျှောက်ပေးမှာဖြစ်ပါတယ်ဗျအားလုံးကျွန်တော်ဒီကောင်မှာကျွန်တော်ရွှေတဲ့ကီး channel ကိုစောင့်မျှော်ကြည့်အားပေးကြတဲ့ဒီကောင်မှာတွေအားလုံးမင်္ဂလာပြီးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်အခုကျွန်တော်ဒါဗီဒီယိုလိုက်ရှိုးလေးကိုဝင်ရောက်ကြည့်ရှုအားပေးညီကောင်ဒီကောင်မှာတွေလည်းလိုက်ကြည့်နေနေနော် subscribe လုပ်ကြညီကောင်ရှိ subscribe လုပ်ဝင်အားပေးပါဒါကျွန်တော်ရဲ့ဒါ channel လေးမှာ subscribe လုပ်ကြတဲ့ညီကောင်တွေ subscribe လုပ်ပြီးဝင်အားပေးတော့ပြည့်တဲ့ခံပါဗျအားလုံးကျေးဇူးတင်ပါတယ်ဒါကီးလေး insert သွားမယ်နော်ဒီနှလုံးမလို့ရှိရင်3ရှိကဲ9ပေါင်း3ဝင်ကျွန်တော်9ပေါင်းဆို2ကဲရှိကဲပေါင်းလို့ရှိရင်3ညရတယ်ဗျနော်3ညဆိုတော့3ညရဲ့ပါဝါက9 3ညကခွန်နဲ့3ည9ခွန်ဆိုတဲ့ကီးရပါတယ်ဗျဒါကီးပေါ့နော်ကီး line တစ်ချက်အင်းပါတယ်9ခွန်ဆိုကီးရပါတယ်နောက်တစ်ပြဆက်သွားမယ်ဒီနှလုံးပေါင်းလို့ရှိရင်1 6နဲ့9နဲ့ပေါင်း1ကဲကျွန်တော်တို့ဒီ1ကဲပေါင်းဆို2နဲ့9နဲ့ပေါင်းလို့ရှိရင်1ရပါတယ်ဒီ1ကဲပါဝါက6ဒီနှစ်က8 168ဆိုတဲ့ကိန်းမှာ88ဆို8တလုံးထိသွားပါလေဗျာနော်ဒီ6ကဲ8ကဲပေါင်း4ရဲ့နှစ်ကဲပေါင်း6ရ6ကဲကျွန်တော်1ကဲပေါင်းခွန်ရပါခွန်ဆိုတော့ခွန်ရဲ့ပါဝါက2ခွန်နဲ့က3ညခွန်နဲ့3ညဆိုတဲ့ကိန်းမှာခွန်ဆိုပြီးထွက်သွားပါတယ်နော်8ကဲခွန်ပေါင်းဆို9ရဲ့4ပေါင်း9ရဲ့9ပေါင်းဆို4ရပါတယ်4ဆို4ရဲ့ပါဝါက9 4နဲ့က2 4 9နှစ်ဆိုတဲ့ကိန်းမှာ43ဆိုပြီးတော့4တလုံးထိသွားပါတယ်ခွန်ဝဲ3ဝဲပေါင်းလို့ရှိရင်3ည3ညနဲ့ဒီ3ညပေါင်း3ည3ညနဲ့ကျော်ခွန်ပေါင်းခွန်ရပါတယ်ခွန်တော့ခွန်ဝဲပါဝါက2ခွန်နဲ့ခက်က3ညခွန်နဲ့3ညဆိုတဲ့ကီးရပါတယ်အဲ့ခွန်နဲ့3ညဆိုတဲ့ကီးက25ဆိုပြီး2တလုံးထိသွားပါဗျာနော်ဟို4ရဲ့9ရဲ့ပေါင်း9ရဲ့1ကပေါင်း3ည3ညရဲ့3ပေါင်း3ဝဲပါဝါက8 3နဲ့ခက်က9 385ဆိုတဲ့ကီးမှာ31ဆို3တလုံးထိသွားပါဗျာနှစ်ကဲ1ကပေါင်း3နဲ့6ပေါင်း9နဲ့8ပေါင်းခွန်ရပါတယ်ခွန်တော့ခွန်ရဲ့ပါဝါက2ခွန်က3ညခွန်နဲ့3ညမှာလဲ60ဆို3လုံးထိသွားပါတယ်3ဝယ်4ရဲ့ပေါင်းခွန်ရပါတယ်နော်ခွန်ဝယ်ကျော်ဒီက9ရဲ့ပေါင်းပါနော်2ရခွန်ဝယ်ကျွန်တော်တို့9ရဲ့ပေါင်း2ရပါတယ်2ရဆိုနှစ်ကဲပါဝါကခွန်နှစ်နဲ့ခက်က4နှစ်ခွန်4ဆိုတဲ့ကီးမှာမနေ့က4ဆိုထိသွားပါတယ်နော်ပြီးရင်6ကဲ4ပေါင်း3ည3ညနဲ့ခွန်ပေါင်းခွန်ရဲ့ဒီခွန်ပေါင်းခွန်ရတယ်ခွန်ရဲ့ပါဝါက2ခွန်နဲ့ခက်က3ညခွန်နဲ့3ညကီးမနေ့က12နာရီ10မိနစ်မှာခွန်နဲ့3ညကီးဆိုရရှိပါပြီဗျာနော်ဒါတစ်ဖက်ကခွန်နဲ့3ညကီးဟုတ်အဲ့ဒါကိုနောက်တစ်ဖက်ကီး site လေးသွားပြပါနော်နောက် site ကဒီနှလုံးပေါင်းလို့ရှိရင်ကျွန်တော်4ရပါတယ်နော်4ရဲ့ဒီက6ကပေါင်းလို့ရှိရင်3ညရတယ်ဒါကအဲ့မှာ3ညရဲ့ပါဝါက9 3ညကခွန်ဆိုပြီးတော့3ည9ခွန်ဆိုတဲ့ကီးမှာကျွန်တော်အရင်မှာဒီကောင်ပြတ်သွားပါတယ်ဒါကကြောင့်ညီကောင်မှာကျွန်တော်ဒီ channel ဒီကီးလေးကိုအမြင်သိတဲ့မိတ်ဆွေတွေကသိပြီးသားဒါကကျွန်တော်စောင်းမကောအပေလို့ရှိမှာရေရှည်မှန်တယ်ဗျာနော်ပေရှည်တစ်ယောက်မှန်တယ်ဒီမှာဒီကြားနေကပ်ပြတာမဟုတ်ဘူးအခုမှမြင်တဲ့မိတ်ဆွေတွေကပြတ်တဲ့ဆင်မှာဆိုလို့ကျွန်တော်ကအတူလေးပြပြီးသားအမြင်ညာတိုင်းကြည့်ရှိနေတဲ့မိတ်ဆွေတွေကတော့ကီးရဲ့သဘောတရားသိပြီးသားဒီကီးကဒီတိုင်းပြအရှည်ဆုံးမှာအပေါ်မှာလည်းမှန်ပါတယ်ဒီတပင်လေးတွေပြတ်တာပါနော်ဒါကြောင့်ကျွန်တော်ဆက်ပြီးတော့ဒီတပင်ပြတဲ့ကျင်းပင်ဆက်မှန်တဲ့အတွက်ကျွန်တော်ဆက်ပြီးကာပြီးတော့မျှောက်ပေးတာဒီနှလုံးပေါင်းလို့ရှိရင်4နဲ့ကျွန်တော်ဒီရှင်းတဲ့ပေါင်းလို့ရှိရင်2ရတော့နှစ်ကဲပါဝါကခွန်နှစ်နဲ့ခက်က4တဲ့နှစ်ခွန်4ဆိုတဲ့ကီးမှာဘာရဆိုတော့ကျွန်တော်ခွန်ဆိုပြီးတော့ထိသွားပါတယ်နော်နောက်ပြီးတော့ဒီနှလုံးပေါင်းလို့6 5နဲ့1နဲ့ပေါင်းလို့6နဲ့ကျော်တော့9ပေါင်း3ရပါ3ဆို3ရဲ့ပါဝါက8 3နဲ့ခက်က9 385ဆိုတဲ့ကီးမှာ43ဆိုတော့3လုံးထိသွားပါတယ်ဒီနှလုံးပေါင်းလို့ရှိရင်ကျွန်တော်3ည8နဲ့2နဲ့ပေါင်း3ည3ညနဲ့4ပေါင်း4ဆို4ရဲ့ပါဝါက9 4နဲ့ခက်က2 4 9နှစ်မှာ25ဆို2လုံးထိသွားပါတယ်နော်ခွန်နဲ့4ပေါင်း1နဲ့ကျွန်တော်တွေကနှစ်နဲ့ပေါင်း3ရပါ3ဆို3ရဲ့ပါဝါက8 3နဲ့ခက်က9 385ဆိုတဲ့ကီးမှာ31ဆို3လုံးထိသွားပါတယ်ကျွန်တော်3ဝယ်3ညပေါင်းဆိုရင်3ဝယ်ဒီ3ပေါင်းဆိုရင်6ရပါတယ်6ကပါဝါက1 6နဲ့ခက9 6 1 9ကီးမှာ6လုံးထိသွားပါတယ်9နဲ့1နဲ့ပေါင်း6 6နဲ့6နဲ့ပေါင်းဆိုရင်2ရပါတယ်နှစ်ကပါဝါကခွန်
နှစ်ခက်ကလေးနှစ်ခုလေးကီမှာမနေ့ကတော့လေးလုံးရှိပါလေးဆိုဒီဘက်ကလေးဒီဘက်ကလေးပြီးတော့ကဲဒါဆိုမနေ့ကကျွန်တော်ဆက်သွားမှာဆိုရင်ဒီနှလုံးပေါင်းလို့ရှိရင်ခွန်ရပါတယ်1နဲ့6နဲ့ပေါင်းတော့ခွန်ရပါတယ်ခွန်ရဲ့ကျွန်တော်4ရဲ့ပေါင်းလို့ရှိရင်1ရပါ1ဆို1ကဲပါဝါက6 1နဲ့ခက်က8 168ကီကိုခွန်နဲ့3ညနဲ့ကျွန်တော်ကစားမှာဖြစ်ပါတယ်ဗျာနော်ဒါတော့ကျွန်တော်ညီကမှဒီကီလေးကဒါအဖိပေါက်မြင်ညလက်ချက်မှာကျွန်တော်ပြပြီးတော့ပြီးအပြီးပေါက်သွားတဲ့မူဆိုင်ကလေးဖို့လို့ကျွန်တော်ညီကမျှပြတာပါနော်ကဲပါအခုဒီကောင်ကဒီနားနေဖို့လို့နော်အဖြစ်အပင်မိုင်းပါလေမှန်တာပါဗျာနော်ဒါဆိုရင်တွဲပြီးမယ်နော်ကဲမနေ့ကစနိုက်တမင်းတွေကိုကြောညူမောင်းတော့ကျွန်တော်တွဲပြီးမယ်30ရဲ့30ရဲ့တို့12နာရီပေါ့နော်12နာရီ10မိနစ်12နာရီ10မိနစ်အတွက်နော်30ရဲ့12နာရီ10မိနစ်အတွက်ခွန်နဲ့ဒီမှာနော်ခွန်နဲ့3ညကို168နဲ့တွဲပြီးပါမယ်ဆိုတော့ခွန်နဲ့ဆိုရင်ခွန်1ခွန်6 168ဆိုတော့ခွန်8နှစ်နဲ့ဆိုရင်နှစ်1နှစ်6နှစ်8ခွန်နှစ်3ညဆိုရင်3ည1 3ည6 3ည8တို့ဖြစ်ပါပြီเนาะဒါတော့ကြောက်မြင်စင်များအားထိုးပါနော်ဒါကကြောညူကမနေ့ကလေးလေးအောင်နဲ့စိုက်မှုပဲကီးပြီးအောင်မူလေးဖြစ်ပါတယ်ကြောညူကဒီဟာကိုအားထိုးပါနော်ဒါကျွန်တော်ဒီဗီဒီယိုလိုက်ရှိုးလေးကိုဝင်ရောက်ကြည့်ရှုမိတဲ့ညီကိုမမတွေမိတ်ဆွေတွေရောမိတ်ဆွေဟောင်းတွေရောနော်အခုဒီဗီဒီယိုလိုက်ရှိုးလေးအောက်မှာ comment လေးအောက်မှာကျွန်တော် Viber link လေးချပေးထားပါတယ်အဲ့ link လေးကိုချပြီးတော့ကြောညူကမနေ့ကတော့ကြောညူကိုမမတွေကိုကျွန်တော်ဟိုဒီမှာနော်ဒီ line မှာတင်ပေးထားတဲ့ထိပ်စီး3လုံးမနေ့ကတော့တင်ပြီးတာ2ခုလေးထိပ်မှာ4ထိပ်စီးသွားတယ်မနေ့က30ရက်12မိနစ်တော့ကိုကျွန်တော်တို့ဒါ9နိုင်ဖြစ်ပြီးမှ10နိုင်ဝန်းကျင်မှာရမှာဆိုတော့ထိပ်စီး3လုံးသိကျင်နိုင်ပြီဆိုမှကျွန်တော်က Viber channel လေးတွေကိုဝင်ရောက်ကြည့်ရှုပြီးတော့ထိပ်စီးကိုလာပြီးတော့ဝင်ရောက်ကြည့်ရှုယူလို့ရပါတယ်အဲ့ဒါကျွန်တော် Viber link ကိုကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာဟိုဗီဒီယိုလိုက်ရှိုးရဲ့အောက်မှာ comment အောက်မှာကျွန်တော် link လေးချပေးပါဖြစ်ပါနော်အဲကြောင့်ကျွန်တော်ညီကောင်မကျွန်တော်ဒီဗီဒီယိုလိုက်ရှိုးကိုကြည့်ရှုပြီးတဲ့ညီကောင်မတွေကြည့်ပြီးတဲ့မိတ်ဆွေတွေမနေ့ကဒီနေ့လို့မနေ့ညမနေ့အောင်နဲ့မနေ့ကလည်းထိပ်စီး3လုံးအောင်တယ်အခုညနေလည်းထိပ်စီးအောင်နဲ့3လုံးအောင်တယ်မနေ့က7နာရီ10မိနစ်အတွက်ထိပ်စီး3လုံးလိုချင်တဲ့မိတ်ဆွေများကစားချင်တဲ့မိတ်ဆွေသိချင်တဲ့မိတ်ဆွေပဲရှိရင်ကျွန်တော်က Viber link နဲ့ဝင်နှိပ်ကလေးလေးကိုနှိပ်ပြီးတော့ Viber channel ကို join ထားပြီးတော့ Viber ထဲမှာဝင်လို့ရပါတယ်ဒါလေးပြောချင်ပါတယ်နော်ဒီမနေ့ကနေကုန်းအထီးကြီး30ရဲ့ဒါတနေကုန်းထီးကြီးဒီနေ့တနေကုန်းထီးကြီးကလည်း